はい、皆さん、こんにちは。先生やろ、猫エデュケーションရဲ့先生မျိုးပဲဖြစ်ပါတယ်။ဒီနေ့ကတော့先生က N4 ရဲ့အခန်း26ပထမဆုံးအခန်းလေးကိုပညာဒါနအနေနဲ့သင်ပေးပါပဲဖြစ်ပါတယ်။ကဲတော့ဒီဘက်မှာကြည့်ရအောင်ပါ။ကျတို့အခန်း26ကိုစပြီးတော့သင်ပါမယ်။အခန်း26မှာကျတို့အရင်ဆုံးတွေ့ရမယ့် grammar pattern လေးက on desk ကအဲ့တော့ကျတို့အရင်ဆုံးဒီ on desk နဲ့ on desk ကအကြောင်းပြောရမယ်ဆိုရင်သူကဒီ N5 မှာသင်ခဲ့တဲ့ must တို့ desk တို့နဲ့အတိတ်ပဲအရင်ကွာသွားတာတော့မရှိဘူး။ तू ကဆိုလိုချင်တာ on desk တို့ on desk တို့ဒီငကိုအတိတ်ပဲပုံစံနေနဲ့တော့အတူတူပဲဒါပေမဲ့ तू ကဘလို့အခြေအနေမှာသုံးလဲဆိုရင်ကိုဖြစ်ခဲ့တာတွေမြင်ခဲ့တာတွေကြားခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့အကြောင်းပြချက်တွေပြန်ပြောတဲ့အခါဒါမှမဟုတ်အကြောင်းပြချက်တွေကိုမေးတဲ့အခါမှာသုံးတယ်အမဆိုလိုချင်တာကျတော့အရင်တော့သင်ခဲ့တဲ့ပုံစံတွေကကြတော့ရိုးရိုးအကြောင်းတရားအကြောင်းရင်းတွေကိုပြောတာဖြစ်ပြီးတော့ဒီ on desk ကလေးကိုသုံးမဲ့ဆိုလို့ရှိရင်ကြတော့ဥပမာကျတော့ယထာနောက်ကျသွားခဲ့လို့ပါဒါမှမဟုတ်လဲဘာဖြစ်လို့နောက်ကျနေတာလဲဆိုတဲ့အဲ့လိုမျိုးအကြောင်းပြချက်တွေကိုမေးတဲ့ပုံစံအကြောင်းပြချက်တွေကိုပြောတဲ့ပုံစံမျိုးပို့ပြီးတော့သဘောတရားတက်ရောက်တယ်ဟုတ်ပြီနော်အဲ့တော့ပြီးလို့ရှိရင်သူ့ရဲ့အရှိမကျတို့ live မှာတော့ plain form live မှာပဲဖြစ်ပါတယ်အဲ့တော့ဒါကျတို့ N4 ရောက်ပြီဖြစ်တဲ့အတွက် N5 မှာသင်ခဲ့တဲ့ plain form တွေကိုတော့အားလုံးသိပြီးကြပြီလို့ထင်ပါတယ်အဲ့တော့ကျတို့အရင်ဆုံး plain form မှာဆိုလို့ရှိရင်ဒါကျတော့ verb ing နာကြီးတဲ့ noun တွေပါမယ်ဒါပေမဲ့ဒီနေရာမှာချွင်းချက်အနေနဲ့နာကြီးတဲ့ noun တို့ဆိုလို့ရှိရင်ကျတော့ဒါနေရာမှာနာပဲပြန်သုံးရပါမယ်ဆိုလိုချင်တာကနာကြီးတဲ့ noun တို့မှာ plain form သုံးတဲ့အခါမှာ does ကိုကျတော့ဒါလို့သုံးခဲ့ကြတယ်မလားဒါပေမဲ့အခုကျတော့ဒီနေရာမှာကျတော့ဒါနေရာမှာနာပဲပြန်ထည့်ပြရမယ်အဲ့တော့ကျတော့နာအနေနဲ့ပဲ on does နဲ့ပေါင်းမယ် none does ဆိုတာပဲဖြစ်နေရမယ် done does ဆိုပြီးတော့သုံးလို့မရဘူးဥပမာအမေမိုးဆိုတာ noun အဲ့တော့ကျတို့ဒီအနောက်မှာအမေဓာ plain form ပြောင်းတဲ့အခါမှာအမေဓာဆိုပေမဲ့ဒီနေရာမှာ on does နဲ့ပေါင်းမယ်ဆိုရင်အမေ none does ဆိုတာပဲဖြစ်ရမယ်အမေ done does ဆိုတဲ့ဟာမျိုးဖြစ်လို့မရနားလည်မနော်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော် on desk ကအကြောင်းလေးကိုပြောအောင် on desk ကဆိုတာကျတော့ तू ကကျွန်တော်အကြောင်းအရာတွေเนาะ तू အနောက်မှာကမ်းလှမ်းမှုတွေခွင့်ပြုချက်တောင်းတဲ့ပုံစံတွေနဲ့သုံးပါတယ်ဆိုလိုချင်တာဂျပန်စာသင်တန်းတက်ချင်တာကြောင့်ဘယ်လိုသင်တန်းမျိုးမှာတက်ရမလဲဘယ်သင်တန်းမှာတက်ရမလဲစတဲ့အရှိမဂျပန်စာသင်တန်းတက်ချင်တာကြောင့်ဆိုတဲ့အဲ့လိုမျိုးဖြစ်တာကြောင့်ဆိုတဲ့ပုံစံမျိုးနဲ့ on desk ကမှာသုံးတယ်ဥပမာခေါင်းကိုက်နေတာကြောင့်ဒီနေ့အနားယူလို့ရမလားဆိုတဲ့အဲ့လိုမျိုးဖြစ်တာကြောင့်အရှိကအကြောင်းပြချက်ပြောမယ်အနောက်မှာကျတော့သူနဲ့သက်ဆိုင်တဲ့ကမ်းလှမ်းမှုတွေခွင့်ပြုချက်တောင်းတဲ့ပုံစံမျိုးတွေနဲ့သုံးပါတယ်ကဲအဲ့တော့ပြန်ပြောရမယ်ဆိုရင် on desk ဒီသူကဖြစ်တာကြောင့်ပါအကြောင်းပြချက်အနေနဲ့သုံးတယ် on desk ကဘာဖြစ်လို့လဲဆိုတဲ့ဒီကျတို့အကြောင်းပြချက်ကိုမေးမယ် on desk ကဆိုလို့ရှိရင်တော့ဒါသူကဖြစ်တာကြောင့်ဆိုတဲ့အကြောင်းရင်းအနေနဲ့အနောက်မှာသူအလိုက်မဲ့အခြေအနေတွေကကမ်းလှမ်းမှုတွေခွင့်ပြုချက်တောင်းတဲ့ပုံစံအနေနဲ့လိုက်အဲ့တော့ဒါကတော့အခုကျတို့ပုံစံ၃မျိုးအဲ့တော့ဥပမာစာကြောင်းလေးနဲ့ကြည့်မယ်ဆိုရင် dosh တဲ့ okuretan desk ကဘာဖြစ်လို့နောက်ကျနေတာလဲအဲ့တော့ဒီနေရာမှာကျတို့ဒီ on desk ကိုသုံးထားတယ်ဟုတ်ပြီတကယ်လို့အဲ့လိုမဟုတ်ပဲကျတို့ N5 တော့ပုံစံအတိုင်းဆိုရင် dosh တဲ့ okuren master ကလို့သုံးလဲပဲအဒီအဓိပ္ပာယ်ပဲဘာလို့နောက်ကျတာလဲဒါပေမဲ့ဟိုကောင်ကကျတော့ရိုးရိုးအကြောင်းတရားကိုမေးတာဖြစ်ပြီးတော့ဒီနေရာမှာကျတော့အကြောင်းပြချက်ကိုမေးတဲ့ပုံစံပို့ပြီးတော့အဲ့သဘောတရားရောက်သွားတယ်အဲ့ဒါကြောင့်ကျတို့ဒီနေရာမှာ on desk ကလေးကိုသုံးလိုက်တယ်အဲ့တော့ဖြေတဲ့သူကလည်းဘယ်လိုပြန်ပြောလဲဘာစုကခိုနာခတ်တန် desk ဘတ်ကားမလာခဲ့လို့ပါဒီနေရာမှာလည်းအဲ့လိုပဲကျတို့ကဘတ်စုကခီမဆန်ဒက်ရှ်တာခါရာN5 တော့ဆိုရင်ကျတို့အဲ့လိုပြောခဲ့ကြဒါပေမဲ့အဲ့ဒါဒီရိုးရိုးအကြောင်းတရားကိုပြောရုံပဲအခုကျတော့အကြောင်းပြချက်အနေနဲ့ပြောတဲ့အခါမှာပို့ပြီးတော့ခိုနာခတ်တန်တက်မလာလို့ပါဆိုတဲ့အကြောင်းပြချက်ပေးတဲ့လေတံပို့ရောက်သွားတယ်ဟုတ်ပြီနော်နောက်ထပ်အောက်မှာဒီကောင်လေးကအတမကအီတိုင်းဒက်စ်ကခတ်တဲ့မို့အီဒက်စ်ကခေါင်းကိုက်နေလို့ပြန်လို့ရမလားဒီညမှာဆိုကျတို့ဒီခေါင်းကိုက်တယ်ဆိုတဲ့အကြောင်းရုံမှာ on desk ကလေးနဲ့ထည့်လိုက်တယ်ပြီးတော့မှအနောက်မှာပြန်လို့ရမလားဆိုတဲ့ခွင့်ပြုချက်တောင်းတဲ့ပုံစံလေးနဲ့တုံးလိုက်တယ်ဟုတ်ပြီနော်ဆိုတော့ဒီဟာလေးဒီကျတို့ပထမဆုံးတွေ့ရမယ် grammar pattern လေး၃မျိုးဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျတို့နောက်တစ်ခု verb တဲ့ itata ခဲမဆန်ကဆိုလို့ရှိရင် verb ပေးလို့ရမလားအဲ့တော့တနည်းအားဖြင့်သူဒီ verb တဲ့ခုရာ site လောက်ပါဆိုတဲ့ကောင်နဲ့အတူတူပဲကျတို့ N5 မှာသင်ခဲ့တဲ့ verb တဲ့ခုရာ site ဆိုရင်လောက်ပါစားပါလုပ်ပါစသဖြင့်ပေါ့နော်ကျတို့အဲ့လိုပုံစံမျိုးတွေမှာသုံးခဲ့ကြတယ်ဒါပေမဲ့ဒီ verb တဲ့ itata ခဲမဆန်ကကျတော့ तू ကသူများကိုခိုင်းတာပဲသူများကိုလှုပ်ခိုင်းတာပဲဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ကျတို့ပို့ပြီးတော့ယဉ်ကျေးတဲ့တောင်းဆိုတဲ့အသုံးနှုန်းဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့ verb တဲ့ခုရာ site verb တဲ့ itata ခဲမဆန်ကလှုပ်ပြီးလို့ရမလားနှစ်ခုလုံးကသူများကိုလှုပ်ခိုင်းတာပဲဒါပေမဲ့ verb တဲ့ခုရာ site ကကျတော့ N5 မှာသင်ခဲ့တဲ့အခြေခံပုံစံဖြစ်ပြီးတော့ verb တဲ့ itata ခဲမဆန်ကဒီသူ့ထပ်ပို့ပြီးတော့ယဉ်ကျေးတဲ့အသုံးနှုန်းလေးဖြစ်ပါတယ်အဲ့တော့ကျတို့ဒီညမှာကြည့်မယ်ဆိုရင်ရှိရောက Hoshin desk ကအခုတဲ့ itata ခဲမဆန်ကအဲ့တော့စာရေးစာတန်းနေလိုချင်တာကြောင့်မလို့ပို့ပေးလို့ရမလားဆိုတော့ကိုကနေပြီးတော့သူများကိုပို့ခိုင်းတဲ့နေရာမှာကျတော့ယဉ်ကျေးတဲ့အနေနဲ့ itata ခဲမဆန်ကလေးကိုသုံးလိုက်တာ
ဟုတ်ပြီနော်အဲ့တော့ကျွန်တော် grammar pattern တွေကိုမှတ်တဲ့အခါမှာဆိုလို့ရှိရင်အရှိအကောင်လေးတွေပါတစ်ခါလေးတွဲမှတ်ပါ verb တဲ့ဣတာတာခဲမဆန်ကလုပ်ပေးလို့ရမလားသူများကိုတစ်ခုခုလုပ်ဖို့အတွက်တောင်းဆိုတဲ့ပုံစံမျိုးမှာသုံးတယ်နံပါတ်3ကတော့အမေးစကလုံးဆိုတော့ကျွန်တော်ဒိုးတို့ဓာတ်တယ်တို့စတဲ့အမေးစကလုံးနေနဲ့အနောက်မှာ verb တာရာ es က verb ရေကောင်းမလဲဆိုရယ် grammar pattern လေးနဲ့အတွဲပဲဖြစ်ပါတယ်သူက verb တာရာ es ကဆိုတော့သူ့ကြီးပဲဆိုရင်verb ရေကောင်းမလဲဘယ်လိုလုပ်ရေကောင်းမလဲဆိုရယ်ပုံစံမျိုးပေါ့အဲ့တော့ဘလို့တို့ဘသူတို့စတဲ့အမေးစကလုံးလေးနဲ့ကျွန်တော်တွဲပြီးတော့သုံးတယ်အဲ့တော့ share ကို show ရဲ့ ikitai desk က dosh tara e desk ကအဲ့တော့မြို့နယ်ရုံကိုသွားချင်တာကြောင့်မလို့ဘလို့လုပ်ရကောင်းမလဲအဲ့တော့ကျွန်တော်ဒီအမေးစကလုံးဆိုတာဒီဟောဒီလိုဒိုးဆိုတဲ့ကောင်လေးကိုပြောတာဖြစ်ပြီးတော့ဗတ်တာရာ e desk ကဆိုတာဒီတာရာ e desk ကဆိုတဲ့ကောင်လေးကနေလာတယ်အဲ့တော့ဒိုးတာရာ e desk ကဘလို့လုပ်ရကောင်းမလဲတစ်ဖက်လိုအကြံဉာဏ်တောင်းတဲ့ပုံစံမျိုးနဲ့သုံးတဲ့ grammar pattern လေးပါဟိုက်ကဲအဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့အတွက်ကတော့အခန်း26ရဲ့ grammar pattern လေးတွေကတော့ဒီလောက်ပါပဲအဲ့တော့တခြားအခန်းလေးတွေလည်းနောက်ရက်တွေကြာလို့ရှိရင်ဆက်ပြီးတော့တင်ပေးသွားမှာဖြစ်တဲ့အတွက် page ကို like and follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်はい最後まで見てくれてありがとうございます